ဒီနေ့ကတော့အစားအစာထုတ်လုပ်တဲ့လုပ်ငန်းတွေမှာမဖြစ်မနေသုံးရမယ့်အစားအစာ labeling အကြောင်းကိုဒီနေ့ပြောပြပေးသွားမယ်ပေါ့နော် food labeling ကဈေးကွက်မြင်သာစေခြင်းစားသုံးသူဘေးကင်းစေခြင်းနဲ့ဥပဒေလိုက်နာစေခြင်းအချက်လက်တွေကိုလှုပ်ဆောင်တာပဲဖြစ်ပါတယ်အဓိကလိုအပ်တဲ့ label အချက်လက်တွေကိုပြောပြမယ်နံပါတ်1ချက်အနေနဲ့ဆိုရင်တော့ထုတ်ကုန်ရဲ့အမည်မိမိအစားအစာရဲ့ထုတ်ကုန်အမည်ကိုတိတိကျကျဖော်ပြရပါမယ်နံပါတ်2ချက်အနေနဲ့ဆိုရင်တော့ပါဝင်ပစ္စည်းစီးရင်မိမိတို့ထုတ်လုပ်ချိန်မှာပါဝင်တဲ့အလေးချိန်ပေါ့နော်အစင်လိုက်တိုင်းရေးရပါမယ်အများဆုံးကနေပြီးတော့အနည်းဆုံးအစင်လိုက်တိုင်းရေးရမယ်ပေါ့နော်နံပါတ်3ချက် allergen ဖော်ပြချက်ပေါ့နော် allergen ဖြစ်နိုင်တဲ့အစိပ်ပိုင်းတွေဥပမာဆိုရင်ပဲတို့ဂျုံပေါ့နော်ပင်လယ်စာစတာတွေကိုဖော်ပြပေးရပါမယ်နံပါတ်4ချက်အနေနဲ့ဆိုရင်တော့အလေးချိန်အရွယ်အစားကိုထုတ်ကုန်မှာပါဝင်တဲ့အလေးချိန်အရွယ်အစားကိုဂရမ်ကီလိုဂရမ်မီလီလီတာလီတာဖြစ်ဖော်ပြရပါမယ်နံပါတ်5ချက်ထုတ်လုပ်သူတင်သွင်းသူအချက်လက်အဲ့ဒါတော့အမည်နေရာလိပ်စာဆက်သွယ်ရန်ဖုန်းနံပါတ်သို့မဟုတ် email တွေပေါ့နော်ဒါတွေကိုထည့်ပေးရပါမယ်နံပါတ်6ချက်ထုတ်လုပ်တဲ့နိုင်ငံမြန်မာနိုင်ငံမှာထုတ်လုပ်တယ်ဆိုရင်လည်း made in မြန်မာပေါ့နော် product ကိုမြန်မာစသဖြင့်ဖော်ပြလို့ရပါတယ်ဒါမှမဟုတ်တခြားနိုင်ငံထုတ်လုပ်လာတယ်ဆိုလည်းတခြားနိုင်ငံရဲ့နာမည်ဖော်ပြရပါမယ်ပေါ့နော်နံပါတ်9အချက် lot and batch number ကိုယ့်ရဲ့ထုတ်ကုန်ကိုနောက်ပြန်သိမ်းကျင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ဒီကိုယ့်ထုတ်ကုန်မှာရှိတဲ့အဲ့ဒါကိုကိုကလိုက်လံစုံစမ်းကျင်တာပဲဖြစ်ဖြစ်အဲ့ဒီအတွက်တော့ဒီ lot numbers တွေ batch number တွေကထည့်ပေးရပါမယ်နောက်နံပါတ်10ဒါကတော့နေdate တွေပေါ့နော် manufacturing date expire date ဒါတွေထပ်ပေးရပါမယ် best before date တွေပေါ့နော်ထည့်ပေးရပါမယ်နောက်တိုးလောင်နီးလန်းတွေရေးပေးရပါမယ်တိုးလောင်နီးမှတီးလန်းမှာဆိုလို့ရှိရင်အေးကမှထည့်သိမ်းဖို့ဆိုလဲဒါရေကတတာတွေမှာထည့်သိမ်းရမယ်ဒါမှမဟုတ်လဲအေးမြချုပ်သွေးရဲ့နေရာတွေထားရမယ်ဆိုပြီးတော့ဒါလေးရေးပေးရမယ်ပေါ့နော်နံပါတ်7ချက်ဆိုရင်အာဟာရချက်ဖော်ပြအာဟာရချက်လက်တွေကိုဖော်ပြပေးရပါမယ်ဒါက protein fat carbohydrate เนาะစားပမာဏတွေနဲ့ဒါတချို့နိုင်ငံတွေမှာဆိုရင် vitamin တွေပါဖော်ပြပေးရပါတယ်ပေါ့နော်ဒါမိမိတို့ထုတ်ကုန်သုံးစွဲဖို့ user instruction တွေလည်းထည့်ပေးရပါမယ်နံပါတ်13ချက်အနေနဲ့ဆိုရင်တော့ရောင်းချမဲ့နိုင်ငံအတွက်တရားဝင်ဘာသာစကားမြန်မာနိုင်ငံမှာရောင်းမယ်ဆိုရင်တော့မြန်မာဘာသာစကားမဖြစ်မနေထည့်သွင်းပေးရပါမယ်စာလုံးအရွယ်စားကလည်းဖတ်ရလွယ်ကူရပါမယ်ထုတ်ကုန်ကအမှန်တကယ်ပုံစံနဲ့ထုတ်ကုန်ရဲ့အမှန်တကယ်ပုံစံနဲ့လေတကယ်ကိုက်ညီမှုရှိရမယ်ပေါ့နော်ဒီထုတ်ကုန်မှာပါဝင်တဲ့ဓာတ်ပုံတွေစာသားတွေကကိုက်ညီမှုရှိရပါမယ်နံပါတ်14ချက်အစားအစာထုတ်လို့ရမှာသက်ဆိုင်ရာနိုင်ငံကပေါ့နော်ဒီ FDA လိုမျိုးအဖွဲ့အစည်းတွေပေါ့နော်ဒါမြန်မာနိုင်ငံမှာဆိုတော့ FDA အဖွဲ့အစည်းပေါ့FDA လိုမျိုးအဖွဲ့အစည်းတွေကနေပြီးတော့ guideline တွေကိုတတိကျလိုက်နာပါမယ်ပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်ဒီချက်လက်တွေကိုကိုယ့်ရဲ့ထုတ်ကုန်မှာပေါက်ဆက်ပြီးတော့လေးပဲတက်ဆင်ပြီးတော့သုံးဆွဲရပါမယ်ပေါ့နော်အသေးစိတ်ချက်လက်တွေကိုသိချင်တယ်ဆိုလို့ရှိရင်တော့ Grapeful Science မှာမေးမြန်းနိုင်ပါတယ်သင်တန်းလည်းတက်ရောက်နိုင်ပါတယ်